Hello အားလုံးပဲမင်္ဂလာပါအာဆင်နယ်မြန်မာစပို့အားပေးနေကြတဲ့ဂါနာဖန်ညီကိုမောင်နှမများအားလုံးမင်္ဂလာပါကျွန်တော်တို့ပုံမှန်တင်ဆက်ပေးနေတယ်ပေါ့လေ9000တန်ခံမှန်းပြိုင်ပွဲပြန်လာပြီဖြစ်ပါတယ်ကျွန်တော်ဘယ်ပွဲစဉ်ကိုခံမှန်းဖြည့်ဆို့ပေးရမလဲဆိုတော့ကျွန်တော်ဒီတစ်ပတ်ပေါ့လေတနင်္ဂနွေနေ့မှာရှင်ပြိုင်ကစားသွားမယ်FA ကစတုထအဆင့်ပွဲစဉ်ကျွန်တော်တို့အာဆင်နယ်တင်းနဲ့ပေါ့လေဒါဝီဂန်အက်တလက်တစ်ကလပ်တို့ရှင်ပြိုင်ကစားသွားမယ်ပွဲစဉ်လေးကိုခံမှန်းဖြည့်ဆို့ပေးရမှာဖြစ်ပါတယ်နံပါတ်1အနေနဲ့ပေါ့လေအာဆင်နယ်တင်းရဲ့ဒါဖွန်ကိုတွင်းယူပေးမယ်ကစားသမားကိုဖြည့်ဆို့ပေးရမှာဖြစ်ပါတယ်နံပါတ်2အနေနဲ့ကတော့ဒီပွဲစဉ်မှာပေါ့လေဒါအာဆင်နယ်တင်းရဲ့ကော်နာအကျဉ်အရေးအတွက်ကိုဖြည့်ဆို့ပေးရမှာဖြစ်ပါတယ်နံပါတ်3အနေနဲ့ကတော့ကျွန်တော်တို့ဒါပထမပိုင်းဒါရလက်ကိုဖြည့်ဆို့ပေးရမှာဖြစ်တယ်လို့နံပါတ်4အနေနဲ့ကတော့ကျွန်တော်တို့ဒီပွဲစဉ်ရဲ့ဒါပွဲပြီးရလက်ကိုဖြည့်ဆို့ပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့ဒါ TikTok ကညီကိုမောင်နှမတွေကတော့ကျွန်တော်တို့ဒါကျွန်တော်ရဲ့ TikTok အကောင့်လေးကိုပေါ့လေဒါအပေါင်းလေးနှိပ်ထားတဲ့ဒါ screenshot လေးနဲ့အတူဖြည့်ဆို့ပေးရမှာဖြစ်ပါတယ် Facebook ကညီကိုမောင်နှမတွေကတော့ကျွန်တော်တို့ဒါကျွန်တော်ရဲ့ဒါပေါ့လေ Facebook page လေးကိုlike and follow လုပ်ထားခြင်းနဲ့အတူကျွန်တော်တို့ဒါဒီပိုလေးကိုပေါ့လေ share ထားတဲ့ screenshot လေးနဲ့အတူဖြည့်ဆို့ပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့ YouTube ကညီကိုမောင်နှမတွေအတွက်ကကြတော့ကျွန်တော်တို့ကျွန်တော်ရဲ့ဒါ YouTube channel လေးကိုပေါ့လေ subscribe လုပ်ထားရင်ရပါပြီကျွန်တော်တို့ဖြည့်ဆို့လို့ရပါပြီပြိုင်ပွဲစတင်ပါပြီခင်ဗျာကျွန်တော်တို့ဒါပြိုင်ပွဲပုံစံလေးလည်းပြောထားတယ်ပေါ့လေပြိုင်ပွဲပုံစံလေးလည်းပြောထားတယ်ဆိုတော့ကျွန်တော်တို့ဒါစီမင်းစီကန်းလေးတိုင်းပေါ့လေကျွန်တော်ကိုပေါ့လေဒါဖြည့်ဆို့ပေးကြဖို့လည်းမြေတားရက်ခံအပ်ပါတယ်ကျွန်တော်တော့ဒါစီမင်းစီကန်းနဲ့မညီတဲ့ဒါ comment တွေဆိုရင်ပယ်တယ်ပေါ့လေအဲ့လိုမျိုးလေးတော့ရှိပါတယ်ကျွန်တော်တို့ဒါပြိုင်ပွဲစတင်ပါပြီဖြည့်ဆို့လို့ရပါပြီပြိုင်ပွဲပိတ်ချိန်ကတော့မနက်ဖြန်ညပေါ့လေကျွန်တော်တို့9နာရီလောက်ပိတ်သိမ်းမှာဖြစ်ပါတယ်မနက်ဖြန်ည9နာရီပြိုင်ပွဲက17နာရီမှာရှင်ပြိုင်ကစားတော့မှာဖြစ်ပါတယ်ညီကိုတို့အနေနဲ့ပေါ့လေဒါဒီနေ့စနေတနင်္ဂနွေဒါအဖေကပွဲစဉ်တွေအများကြီးရှိတယ်ညီကိုတို့အနေနဲ့ဝါဒနာရပေါ့လေဘောလုံးပွဲဆော့ကစားခြင်းနဲ့ညီကိုတွေအများကြီးရှိလို့ရှိရင်ကျွန်တော်စီမှာဒါမြန်မာကြီးတီးတတ်နဲ့ယုံကြည်စိတ်ချစွာဆော့ကစားနိုင်ပြီဆိုတဲ့အကြောင်းအတီးပေးကြေညာအပ်ပါတယ်ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်ဖြစ်တဲ့3994448390ကိုဆက်တွယ်ပြီးတော့ပေါ့လေကျွန်တော်တို့ဒါဖိုက်တုံးလုံးရဲ့အကောင့်ဖွင့်ပြီးတော့ဆော့ကစားနိုင်ပါပြီဖြစ်ပါတယ်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာဒါခံမှန်းဖြည့်ဆို့လို့ရပါပြီပြိုင်ပွဲစတင်ပါပြီကာနာဖန်ညီကိုတယောက်ချင်းစီတိုင်းကိုလည်းခံမှန်းဖြည့်ဆို့ပေးကြဖို့မြေတားရခံအပ်ပါတယ်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ